ဒီနေ့မှာတော့ PowerPoint တွေက test command တွေအကြောင်းကိုရှင်းပြမှာဖြစ်ပါတယ်ဒီသင်ခန်းစာကိုလေ့လာပြီးသွားရင် test တွေကိုကျွန်တော်တို့ဘိုးဘယ်လိုတင်မလဲ italic ဘယ်လိုလုပ်မလဲပြီးသွားရင်စလုံး font size ကိုဘယ်လိုကြီးမလဲဘယ်လိုသေးမလဲ font style တွေဘယ်လိုပြောင်းမလဲစတဲ့အကြောင်းတွေကိုနားလည်သွားမှာဖြစ်ပါတယ်မင်္ဂလာပါ Boeing PPT channel ကနေကြိုဆိုပါရစေကျွန်တော်ရဲ့ဒါကတော့ daily PowerPoint tips and trick number 2ပဲဖြစ်ပါတယ်အဲ့တော့ဒီနေ့ပြပြပေးမယ့်အကြောင်းဒီအခုဒီမှာမြင်နေရတဲ့ group လေးဒီ group လုံးအကြောင်းကိုရှင်းပြပေးမှာဖြစ်ပါတယ်ဒီကောင်တော့ကျွန်တော်ဒီ test group လို့ခေါ်ပါတယ်ဒီထဲမှာကျွန်တော်တို့ဒီ test ပေါ့နော်စာသားတွေနဲ့ပတ်သက်တဲ့ command တွေအားလုံးဒီ group လေးထဲမှာရှိတာဖြစ်ပါတယ်သက်ဆိုင် group ရဲ့သူ့နာမည်ရှိရဲဒါဆိုရင် test group လို့ခေါ်တယ်ဒီဘက် channel အကောင်ဒီ paragraph နဲ့ဆိုင်တာဖြစ်တဲ့အတွက် paragraph group လို့ခေါ်ပါတယ်ပြီးတော့ရင်ဒီဘက် channel မှာရှိတဲ့ကောင်ဒီလည်းသူ့နာမည်နဲ့သူရှိရဲဒီဘက်တွေဆိုလည်းသူ့နာမည်နဲ့သူရှိပါတယ်အဲ့တော့ကျွန်တော်တို့သင်ခန်းစာလေးကိုစပါမယ်အဲ့တော့အရင်ဆုံးကျွန်တော်တို့test box တစ်ခုကိုဘယ်လိုခေါ်မလဲဆိုတာအရင်ပြောပါမယ် test box ကိုခေါ်ရင်ဒီမှာ shape တွေကိုကျွန်တော်တို့သွားလိုက်အခုလိုမျိုး A ပုံစံနဲ့ဟာလေးရှိတယ်အဲ့လိုနှိပ်ပြီးတော့အခုလိုလေးဆွဲလိုက်ရင်ကျွန်တော်ဒီမှာစပြီးတော့စာရိုက်လို့ရမှာဖြစ်ပါတယ်အခုဒီမှာဆိုရင်ကျွန်တော်ဒါစာရိုက်လို့ရသွားပြီပဲဖြစ်ပါတယ်အဲ့တော့ဒီဟာပြီးရင်ကျွန်တော်ဒီ test box ကိုလိုတဲ့နေရာကိုလည်းလိုလဲရွှေ့လို့ရမှာလဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တော့ဒါကိုဖျက်လိုက်ပါမယ်အဲ့တော့ကျွန်တော်ဒီမှာရှိပြီးသားစာတွေရှိတယ်အဲ့တော့ကျွန်တော်ကတကယ်လို့ဒီလှုပ်ရှင်တဲ့နေရာတီးတီးတန်းတန်းရှိတယ်ဥပမာဆိုတော့ဒီ PowerPoint ဆိုတော့ကိုကျွန်တော်က select ပေးမယ်ဆိုရင်ဒီ PowerPoint ဆိုတဲ့ဒီစာသားလေးကိုပဲကျွန်တော်တို့ကကစားမှာဖြစ်ပါတယ်အကုန်လုံးကစားခြင်းနေဆိုရင်ကျွန်တော်အားလုံးကို select ပေးဒါမှမဟုတ်အားလုံး select မပေးဘဲနဲ့ဒီဘောင်လေးကိုပဲဒီလိုဘောင်လေးကိုပဲ click တစ်ချက်ထောက်ရင်လည်းအကုန်လုံးကို select ပေးတာနဲ့အတူတူပဲဖြစ်ပါတယ်အဲ့တော့အရင်ဆုံးကျွန်တော်တို့ဒီ PowerPoint ဆိုတာကို select ပေးပြီးတော့ဒီမှာကျွန်တော်တို့ဒီ bold တင်တာလေးကိုကျွန်တော်နှိပ်ကြည့်ပါမယ်ဒီ B ဆိုတာလေးဒီ bold တင်တာဖြစ်ပါတယ်နှိပ်ကြည့်ရင်သူဒီတစ်လုံးလေးကိုပဲ bold တင်သွားတာဖြစ်ပါတယ်အဲ့တော့ဒီဘောင်ကြီးတစ်ခုဘောင်ကိုကျွန်တော်တို့ select click ပေးလိုက်မယ်ဆိုရင်သူဒီတစ်ခုလုံးကိုပြောင်းပေးမှာဖြစ်ပါတယ်အခုဒီမှာကျွန်တော်တို့ bold နှိပ်လိုက်ရင်အားလုံးဒီ bold တင်သွားတာဖြစ်ပါတယ်အဲ့ဒါဒီ bold ဖြစ်ပါတယ် shortcut ကတော့ window မှာဆိုရင်တော့ control B ဖြစ်ပြီးတော့ဒီ macbook မှာဆိုရင်ကျတော့ mac os မှာဆိုရင်ကျတော့ဒီ command B ဖြစ်ပါတယ်နောက်တစ်ခုဒီ italic စလုံးစောင်းတာဖြစ်ပါတယ် command I သို့မဟုတ် control I ဖြစ်ပါမယ်နောက်တစ်ခုဒီ underline မှာ underline ဒီအောက်ကနေ line တာတာဖြစ်ပါတယ်အဲ့ကောင်ဒီ control U ဒါမှမဟုတ် command U ဖြစ်ပါမယ်ဒါဒီ underline ဖြစ်ပါမယ်နောက်တစ်ခုဒီ straight through ဖြစ်ပါမယ် straight through ဒီအလေကောင်းကနေပြီးတော့မြင်းဖြတ်တာဖြစ်ပါတယ်အဲ့တော့ဒါဒီ straight through ဖြစ်ပါတယ်အဲ့တော့ဒီလိုမျိုးတွေရှုပ်ရှက်ခတ်သွားပြီးအဲ့ချိန်မှာကျွန်တော်မူလအခြေအနေကိုပြန်ရောက်ချင်တယ်ဒါဒီပုံစံမကြိုက်ဘူးပြန်ပြောင်းချင်ရင်ဒါမျိုးတစ်ခုချင်းစီလိုက်ပြီးတော့နှိပ်လို့လည်းရပါတယ်တကယ်တော့အဲ့လိုမျိုးမနှိပ်ဖ ೇನೆ ကျွန်တော်မြန်မြန်ဆန်ဆန်ပြီးရင်ဒီပေါ်တော့မှာ clear format ဆိုတာပါပါတယ်အဲ့ကောင်နှိပ်လိုက်ရင်ဒါဆိုရင်မူလစာအနေထားကိုပြန်ရောက်သွားမှာဖြစ်ပါတယ်အဲ့တော့ဒီဘက်ချင်းမှာဘာတွေထပ်ပြီးရှိလဲဆိုရင်ကျွန်တော်ဒီကောင်ကိုကျွန်တော် select ပေးလိုက်မယ်အဲ့တော့ဒီ file ဆိုတာလေးကိုပဲ file ဆိုတာကိုပဲကျွန်တော်က select ပေးမယ်ပြီးသွားရင်ဒီဘက်ကိုနှိပ်ရင်သူဒီဒီ super script ဖြစ်ပါတယ် super script ဆိုတာအပေါ်တင်တဲ့ပုံစံမျိုးပါဒါဆိုရင်34 power 5ဖြစ်သွားပါပြီအဲ့တော့နောက်တစ်ခုဒီဘာလဲဆိုရင် subscript ဖြစ်ပါတယ် subscript ဒီအောက်ကိုချတာဖြစ်ပါတယ်ဒါကိုနှိပ်လိုက်ရင်ကျွန်တော်ဒီ H2O ဆိုတဲ့ဒီ water ပေါ့နော်အဲ့လိုမျိုးဟာရပါမယ်2ဒီအောက်ကျသွားတာဖြစ်ပါတယ်အဲ့တော့ဒီဘက်ချမ်းကဟာဒီကျွန်တော်တို့စလုံးကိုချဲ့တာချုပ်တာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီကောင်ကိုနှိပ်လိုက်မယ်ဒီအောက်ကဟာနဲ့ပြမယ်နော်ဒါကိုနှိပ်ပြီးတော့ကျွန်တော်ကဒီမှာသွားပြီးတော့ကျွန်တော်ဒီမှာ type ဆိုတာနှိပ်လိုက်ရင်စလုံးနေဒီအခုလိုပူးကတ်သွားမှာဖြစ်ပါတယ်အဲ့တော့နောက်ထပ်ကျွန်တော်ကအဲ့ဒါကိုဒီမှာ very loose ထားလိုက်ရင်စလုံးနေဒီအခုလိုကျဲသွားမှာဖြစ်ပါတယ်အဲ့တော့အခုလိုကျဲသွားနေသူဒီအောက်ကိုဆင်းသွားမယ်ဆင်းသွားတော့ဒီကျွန်တော်ရဲ့ဒီပြိသက်တွေကဒါဘယ်လိုဖြစ်သွားလဲဒီဘက်ဘေးမှာပဲဆက်ထားခြင်းမရဘူးလားဆိုရင်ရတယ်ဒီ test box ကိုကျွန်တော်တို့ချဲလိုက်ဒါဆိုရင်သူဘေးမှာတစ်ခါလဲဆက်သွားမှာဖြစ်ပါတယ်အဲ့တော့နောက်တစ်ပါရှိသေးလဲဆိုရင်ဒီဘက်ဘေးမှာဒါဒီ highlight လုပ်တဲ့ကောင်ဖြစ်ပါတယ်အဲ့ကောင်မှာအရောင်တွေလည်းရှိရဲကိုထားခြင်းနဲ့အရောင်ထားလို့ရတယ်အခုလိုမျိုးရွေးလိုက်မယ်ဆိုရင်သူဒီhighlighter နဲ့ highlight လုပ်လို့ဒီလိုမျိုး highlight လုပ်ပြီးမှဖြစ်ပါတယ်အဲ့တော့ဒါတွေအားလုံးကိုကျွန်တော်တို့ကမကြိုက်ဘူးမူလအခြေအနေပြန်သွားခြင်းနဲ့ဆိုရင်ခုန clear format နှိပ်လိုက်ရင်မူလအခြေအနေပြန်ရောက်သွားမှာဖြစ်ပါတယ်အဲ့တော့စလုံးကြီးတာသေးတာဘယ်လိုလုပ်လဲဆိုရင်ဆက်ပြီးပြောပါမယ်အဲ့တော့ဒီကောင်ကို select ပေးပြီးတော့ဒီမှာရှိတဲ့ကောင်ကိုကျွန်တော်တစ်ချက်ချင်းစီနှိပ်ရင်စလုံးကြီးသွားမှာဖြစ်ပါတယ်သူ့ရဲ့ shortcut ဒီ shift control greater သို့မဟုတ် shift command greater ဖြစ်ပါမယ်ဒါဒီအကြီးအသေးဖြစ်ပါတယ် shift command less than ဆိုရင်သေးတာ greater ဆိုရင်ကြီးတာ shift control greater or less than သို့မဟုတ် shift command greater or less than ဖြစ်ပါမယ်ဒါဒီ font size အကြီးသေးဖြစ်ပါမယ်ပြီးတော့ရင်ဒီဘက်ချက်မှာရှိတဲ့ကောင်ဒီ font style ဖြစ်ပါတယ်အခုလိုဆွဲချလိုက်ရင်ဒီမှာ font style ကြီးအများကြီးကျလာမယ်ကိုလိုချင်တဲ့ဟာကိုနှိပ်လိုက်ရင်သူ့ရဲ့ font style ကြီးကပြောင်းသွားမှာဖြစ်ပါတယ်
အဲ့တော့ဒါဆိုရင် font size ဖြစ်ပါတယ်ဒီဘက်ချင်းမှာကျတော့ဒီ font size ကိုပဲကျွန်တော်တို့ကဒီကနန်းနဲ့တိတိကျကျပြောင်းရင်ဒီဘက်ထဲကိုလာပြီးတော့ပြောင်းလို့ရမှာဖြစ်ပါတယ်တကယ်လို့ကျွန်တော်20ထားမယ်ဆိုရင်ဒါဒီ font size 20ဖြစ်သွားမယ်နောက်ထပ်48ဆိုရင် font size 48ထပ်ပြီးတော့ဖြစ်သွားမှာပဲဖြစ်ပါတယ်အဲ့တော့နောက်ထပ်ဗာကျန်သေးလဲဆိုရင် font အရောင်ပြောင်းမှုကျန်ပါမယ်ဒီဘက်ဘေးမှာဆိုရင် font အရောင်ပြောင်းတဲ့နေရာလေးရှိပါမယ်ဆွဲချလိုက်ရင်အခုလိုအရောင်တွေအများကြီးကျလာမယ်မောကလာလည်းသွားပြီးတော့လေကိုလိုချင်တဲ့အရောင်ကိုအတိအကျပြောင်းရင်ပြောင်းလို့ရမယ်ဒါမှမဟုတ်ဒီထဲမှာရှိပြီးသားအရောင်တွေပဲပြောင်းခြင်းနဲ့ဆိုရင်လည်းရတယ်ဒါဆိုရင်ကျွန်တော်ဒီမှာအဝါရောင်ပြောင်းမယ်ဆိုရင်အဝါရောင်နှိပ်လိုက်ရင်ဒါဒီအဝါရောင်ဖြစ်သွားမယ်ဒါဆိုသိမမြင်ရဘူးအဲ့တော့ဒီနေရာမှာကျွန်တော်ဒီအပြာရောင်လေးထားမယ်ဆိုရင်ဒါဒီအခုလိုမျိုးဖြစ်သွားမှာဖြစ်ပါတယ်အဲ့တော့ဒီမှာရှိတဲ့ဒီ text group မှာရှိတဲ့ command တွေအားလုံးကိုနားလည်မယ်ထင်ပါတယ်အဲ့တော့ဒါပြင်နောက်ထပ်ဘာရှိသေးလဲဆိုရင်ကျွန်တော်တို့ဒီ window မှာဆိုတော့ဒီအောက်ထောက်မှာဒီမြားလေးရှိမယ်အဲ့မြားလေးကိုနှိပ်လိုက်ရင်နောက်ထပ် setting တွေထပ်ကြလာမယ်တကယ်လို့ဒီ Mac OS သုံးတာဆိုရင်တော့ကျွန်တော်တို့ command ရဲ့ T ကိုနှိပ်လိုက်ဒါဆိုရင်အခုလိုမျိုး font setting နောက်က group လေးတို့ထပ်ကြလာမယ်ဒါဆိုရင်ဒီထဲမှာလည်းနောက်ထပ် setting တွေအများကြီးရှိသေးတယ်small cap တို့ all cap တို့ပြောရင် straight through တို့ double straight through တို့အဲ့လိုမျိုးဟာတွေအများကြီးရှိတယ်ဒီဘက်ဘေးမှာဆိုရင်လည်းဒီ capital spacing နဲ့ပတ်သက်တဲ့ဟာတွေရှိသေးတယ်ဒါတွေကတော့ကျွန်တော်ရဲ့ဒီ PowerPoint သင်တန်းမှာဆိုတော့ကျွန်တော်ဒါတွေအားလုံးကိုအသေးစိတ်ရှင်းပြတာပဲဖြစ်ပါတယ်အဲ့တော့ဒီကျွန်တော်ပြည်သက်တွေကဒီကြောင်းနေဆက်ပြီးသိကျင်သေးတယ် PowerPoint ကြောင်းကိုအခြေခံနေစပြီးတော့ဒီတစ်စင်းသင်ကြားခြင်းနဲ့သင်သွားခြင်းနဲ့တက်သွားခြင်းနဲ့ဆိုရင်တော့ဒီကျွန်တော်ရဲ့သင်တန်းကို join မှုအတွက်ဖိတ်ခေါ်ပါတယ်ဒီဗီဒီယိုလေးမှာတော့ကျွန်တော်ကဒီအပေါ်မှာရှိတဲ့ comment တွေကြောင်းကိုပဲရှင်းပြထားတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့သင်ခန်းစာလေးကိုဒီမှာပဲရန်နာပါမယ်ကျွန်တော်ရဲ့ဗီဒီယိုလေးအဆုံးထိကြည့်ပြီးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ကြုံညာတစ်ခုရှိတာက Boeing PPT မှာဒီ PowerPoint ပြင်ပေးတဲ့ service တွေလည်းရှိပါတယ်ဒါပြင်အခုနောက်ပိုင်းဒီ online class ကိုလည်းကျွန်တော်ဒီတရက်တစ်လကစတင်ခဲ့ပြီးဖြစ်ပါတယ်အဲ့တော့ဒီ batch 1မှာတော့ကျွန်တော်လူတွေကပြည့်သွားပြီကျွန်တော်တင်တာ30ပဲလက်ခံတာ30နီးပါးတော့ရှိသွားတယ်ပေါ့နော်အဲ့တော့ဒီ batch 2ဒီ February လမှာစဖို့ရှိပါတယ်တကယ်လို့ကျွန်တော်ရဲ့ဒီ free video လေးကြည့်ပြီးတော့အားမရဘူးဒီ PowerPoint ကိုအခြေခံနေစပြီးတော့ဒီ advanced level ထိတက်မြောက်ခြင်းနဲ့ဆိုရင်ဒီကျွန်တော်ရဲ့ဒီ batch 2 February လမှာဖွင့်တဲ့ခါကျရင် join မှုအတွက်ဒီသင်တန်းသားတွေကိုကျွန်တော်ရဲ့ပရိသတ်တွေကိုပြောလိုပါတယ်ဒါပြင်အခုကျွန်တော်အခုလိုမျိုးဒီ tutorial series မှာဒါဆိုရင်တော့ဒီ test command ပေါ့နော်ဒီနောက်နေ့မှာအခုသိကျင်တဲ့အကြောင်းတစ်ခုရှိတယ်နောက် paragraph group အကြောင်းပြောပြပါသို့မဟုတ် mask shape အကြောင်းပြောပြပါဒါမျိုးသိကျင်တာတစ်ခုရှိလို့ရှိရင် comment မှာ မှန်ခဲ့ဖို့ပြောလိုပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်